အဲ့တရုတ်မီဒီယာတွေထဲမှာကျွန်တော်တို့ ਨੇ ဒီနန်းနင်းကဒီ DHRTV ကတော့ဒါအထူးကိုပြောစရာမလိုတော့အောင်ကိုကျွန်တော်တို့ကကုလူဆက်ဆံမှုပူပေါင်းဆောင်ရွက်မှုတွေများပါတယ်ကျွန်တော်ရခင်ကလေးကလည်းပဲဇလန်းတွဲတွေပူပေါင်းပြီးတော့နိုင်ငံပူပေါင်းဆောင်ရွက်ပြီးထုံးလင်းပြသနေတယ်လို့အနာဂတ်မှာလည်းအခုလိုပါပဲအခုလိုပွဲမျိုးကနေစပြီးတော့မှခြားပူပေါင်းရိုက်ကူးတာတွေပြန်လည်တော့လက်ပတ်တာတွေလေ့လာတာတွေပြန်လည်ပူပေါင်းထုတ်လုပ်တာတွေဆက်ပြီးတော့ပူပေါင်းဆောင်ရွက်တော့မှာဖြစ်ကြောင်းပြောကြားလိုပါတယ်